冰箱冰箱ဆိုတာကရေခဲတက်တာနော်ကျွန်တော်ကတစ်တီးတွေကိုရေခဲတက်တာနဲ့ထည့်လိုက်ပြီး我把水果都放进冰箱里了我把水果都放进冰箱里了我ကျွန်တော်ကပါဆိုတာကကို水果တစ်တီးတွေကို放进ဆိုတာထည့်လိုက်တယ်冰箱里了ရေခဲတက်တာတွေကိုထည့်လိုက်ပြီးနော်ဟင်းမီနူကိုကြတော့老师တို့က菜单နော်ဟင်းမီနူကိုကျွန်တော်ကိုပေးပါ请把菜单给我请把菜单给我请就是把ဆိုတာကို菜单ဟင်းမီနူကို给我ကျွန်တော်ကိုပေးပါပြီးရင်ပါဝင်ဆင်နွှဲတယ်ပေါ့နော်ပါဝင်ဆင်နွှဲတယ်ကိုကြတော့参加နော်ဒီတစ်ခေါက်မီတင်ကိုလူတိုင်းကပါဝင်ဆင်နွှဲကိုပါဝင်ဆင်နွှဲရမယ်နော်လုပ်ကိုလုပ်ရမယ်လို့ပြောတာပေါ့နော်ဒါဆိုရင်这次会议所有人都必须参加这次会议所有人都必须参加这次会议ဒီတစ်ခေါက်မီတင်ကို所有人လူတိုင်းရှိသမျှလူအားလုံးက都必须လုပ်ကိုလုပ်ရမယ်参加ပါဝင်ဆင်နွှဲရမယ်နောက်တစ်ခုကကြတော့层ဆိုတာကကြတော့အထက်ပေါ့နော်这栋楼有16层เนาะ这栋楼ဆိုတာဒီတိုက်ကကြတော့有16层16ထပ်လောက်ရှိတယ်เนาะအလွာ16လွာလောက်ရှိရပေါ့เนาะနောက်တစ်ခုကလိုတာချဆိုတာကလိုတာเนาะ6နိုင်ထိုးဖို့5မိနစ်လိုတယ်ဆိုရင်差5分钟6点差5分钟6点နော်ဟုတ်ပါဒါဆိုရင်မိတ်ဆွေတို့ကကြတော့ကိုနဲ့ကိုက်ညီတဲ့အချိန်တွေကိုနဲ့ကိုက်ညီတဲ့အချိန်ခါမှာတွားပြီးတော့တုံးလို့ရပါပြီတကယ်လို့မိတ်ဆွေတို့ကစားတောက်ဆိုင်ပိုင်းနယ်ပယ်တို့ပေါ့နော်ပိုးဝါပြုစုပိုင်းအိမ်အကူပိုင်းအင်တာဗျူးပိုင်းအဲ့ဒါလေးတွေကိုအသေးစိတ်လေ့ကျင့်ချင်တယ်ဆိုရင်တော့လောက်ရှိတို့ရဲ့လဲတန်းအပြင်တင်တန်းဖြစ်ဖြစ်တာမွေအပြင်တင်တန်းဖြစ်ဖြစ်လာပြီးတော့အသေးစိတ်မေးမြန်းစုံစမ်းလို့ရပါတယ်တင်ကြားမှုပုံစံလေးတွေကိုလေ့လာလို့ရတယ်ကိုနဲ့ကိုက်ညီတယ်ဆိုမှလာပြီးတော့အပ်သွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှေ့ရှေ့大家的确助力吧